မျိုးရတဲ့မိမမယူအောင်အခလားကိုကြည့်ခိုင်းဒီကိုကြည့်ခိုင်းတယ်ဇာရိတ်တက်ကြည့်ခိုင်းအဲ့ဒီကထွက်လာတဲ့အတီးကြီးခပြားအတီးဖြစ်ခပြားသားဖြစ်အဲ့ဒီခလေးကသူ့ရင်ဝင်မှာကြီးမှာခပြားရင်ဝင်မှာကြီးမှာဘူးအဲ့တော့ခပြားယူတဲ့မိမရဲ့ရင်ဝင်ကခပြားပွေးပဲခလေးရဲ့ပထမမက်တပ်စစ်မှန်တဲ့မွတ်စလင်တယောက်ပီတာခြင်းရင်ဒီခလေးကိုတာသနာပညာအရင်သင်ပေးဘာပြည်လားမက်တပ်ရဲ့ပြည်လားမက်တပ်ပညာကနေ6နှစ်တော့စတင်လို့ရတယ်အဲ့ဒီသူငယ်တန်းနဲ့ထားပြီအဲ့ဒီဟိုဘက်ပညာကဒီလောက်မပြေးသေးဘူးအဲ့ဒီမက်တပ်ပညာဒီမက်တပ်9နှစ်6နှစ်ခလေးကိုမပို့ဘူးအဲ့ဒီအရင်မက်တပ်တစ်ခုရှိတယ်အေးရောမက်တပ်တဲ့အရင်နောက်ထပ်မက်တပ်တစ်ခုရှိအဲ့ဒီမက်တပ်ကခမည်းတော်မိမရဲ့ရင်ဝင်ခမည်းမိမသူ့ရင်ဝင်မှာခမည်းတယောက်ပဲအိတ်တာမဟုတ်ဘူးသူမွေးရတဲ့သူ့သားလေးနဲ့အိတ်ဒါလည်းလားခမည်းတော်ကျွန်တော်တို့ရဲ့ပထမဦးဆုံးမက်တပ်ကဘယ်သူရင်ဝင်လဲအမေရင်ဝင်အဲ့ဒီအမေရဲ့ရင်ဝင်ကောင်းရင်ဒီခလေးကောင်းပဲလိမ္မာပဲပြီးဒီမက်တပ်ကိုပို့တော်သွားဆိုတော့အဲ့ဒီအမေရင်ဝင်ကနေဒီမက်တပ်ကိုပို့အဲ့ဒီရင်ဝင်နှစ်ခုမှာတာသနာရဲ့အတိတွေထည့်တယ်ဒီမက်တပ်နှစ်ခုပရမမက်တပ်ကဘယ်မက်တပ်လဲအမေရင်ဝင်ရဲ့မက်တပ်အဲ့ဒီချိန်အမေကိုယ်တိုင်ကရှိုက်တမဆိုဘယ်လိုလုပ်ဒါကြောင့်ခင်ဗျားတို့ပြောတဲ့လူငယ်တွေမိမရပြီမရသေးဘူးနားထောင်ဟဒီမိမယူရေးတဲ့ဘယ်လေကွက်လဲဆိုတာတေချာကြည့်ယူလေကွက်တတ်လားမတတ်လားကြည့်ပြီးတော့ယူပါတဲ့ခမည်းဒီဘယ်လေကွက်မှာဒီရေဖြန်းနေတယ်အဲ့ဒီလေကွက်တတ်မှဖတ်တဲ့အတီးတတ်ခမည်းတရုတ်ပြီးသွားရေးမဲဆောက်သွားရေးဘယ်သွားရေးညာသွားရေးနဲ့ဒုံတိုင်းရတာပွဲကားမတယောက်မပြီးယူလာတယ်ယူလာပြီးတော့တခါလေဒီမရှင်တော့မဟုတ်ဒီမရှင်ဘုကာဖီယူလာပြီးတော့ဘာပြောလဲအပါတဲ့ဆဝပ်တစ်ခုရတယ်တစ်ခုကနေကာရဲ့ဆဝပ်နောက်တစ်ခုကကာဖီတယောက်ကိုအီမန်ပေးတဲ့ဆဝပ်အမသူကသူခြောက်ထဲကြပြီးယူလာတာသူမဝေခံဘူးအခုလာပြီးတော့မှဘာသာရေးဗန်းပြအဲ့တော့ယူလာတဲ့လေကွက်မတက်ယူလာတဲ့လေကွက်ကမတက်ဘူးခမည်းအရင်တည်းကဘယ်တယောက်လက်လဲပြီးပြီလည်းမသိဘူးအဲ့တော့ခမည်းကစွတ်ပြီးသွားတယ်အဲ့လိုလေကွက်မတက်တာကိုယူလာပြီးခမည်းရေဖြန်းပြီးအတီးထွက်မှာအဲ့ဒီထွက်လာတဲ့အတီးဒီတတ်မှာမဟုတ်ဘူးခမည်းရဲ့အတီးဒါကြောင့်လူအဲ့တော့အမေလောင်းပေါ့ခမည်းစရိယပါလဲအမေလောင်းအဲ့ဒီအမေလောင်းကိုကောင်းတာကြည့်အခုကချောတာယူပါယူလားချောတာယူလားနာတဲ့ကစပင်းအနီရောင်းလေဘိုးမလေဘိုးခွေးရောင်းအဲ့လိုဟော့ရှော့ပြီးလမ်းပြန်နေတာယူတာကခုတ်ဘိုးခွေးပါလေအိမ်ကိုရောက်လာတော့ခွေးလိုပဲကြိုက်တာဆိုတော့ဘာမှကိုသားသမီးရဲ့ fikir မရှိတခါလေတောင်းပြစ်ပြီးသွားတယ်အမေကြီးခေါက်အိမ်တော်ကြီးပြတ်တာတက်တော့တာသမီးကစွတ်ပြီးသွားလိုက်တဲ့အမေတွေရှိအကိအဲ့လိုအမေမျိုးမိမမျိုးနဲ့ခမည်းကရှာဒီဖြစ်ချိန်ခမည်းမွေးလာတဲ့ခလေးကောင်းပါမလားအဲ့ဒီချိန်အမေရင်ဝင်မရတော့ဘိုးလူနဲ့ကြီးဒီလူနဲ့ကြီးတဲ့နောက်ဆုံးမက်တပ်ပြောက်အဲ့ဒီချိန်မက်တပ်မှာဒီခလေးအတွက်ကခက်တခြားခလေးတော့မထက်အကဲအမေရင်ဝင်ရဲ့မက်တပ်မှာပညာတွေတင်ခဲ့တယ်ဒွါတွေအလွတ်ရခဲ့တယ်တခြားဇစ်ကတွေသူရခဲ့တယ်ကြောက်ထုတ်ရဲ့ဒါကြောင့်လူငယ်တွေရောလူကြီးတွေရောလူငယ်တွေကမိမယူရင်ရတာမယူနဲ့လူကြီးသဘောတူတာယူကောင်းတာယူ